โอเคကျွန်တော်ဒီနေ့ Toyota Alphard 2025ရဲ့ driver side ကတကားဖြုတ်နေလေးတင်ပြပေးမယ်နော်နံပါတ်1ကဒီမှာကာဘာလေးတစ်ခုရှိရယ်ဒီကာဘာလေးကိုဖြုတ်မယ်ဟောဒါကတော့ကျွန်တော်ဖြုတ်ပြီးသားပေါ့နော်ဒါဖြုတ်ရတာလွယ်တယ်အပေါ်ကဒီလိုတယောက်လေးနဲ့အပေါ်ကထိုးလိုက်တာနဲ့ပွင့်တယ်နံပါတ်2ကဒီမှာနံပါတ်2ကဒီမှာပေါ့နော်ဒီကောင်ကလည်းအထဲထဲကိုဒီလိုတယောက်လေးထိုးထည့်ပြီးဆွဲလိုက်တာနဲ့ဒီကောင်ပွင့်တယ်ဖွင့်ပြီးတော့နံပါတ်3ဒီမှာဒီ socket ကိုထုတ်မယ်ဒီကောင်လည်းလွယ်တယ်ဒီနားလေးကနေဒီလိုကလန်းလိုက်တာနဲ့သူကထွက်တယ်ပေါ့နော်โอเคထွက်ပြီးတော့သူ့ရဲ့ socket ရှိရယ်သူ့ရဲ့ socket ကိုဖြုတ်မယ်နံပါတ်3နံပါတ်4နံပါတ်4ကတော့ဒီမှာဒီကျွန်တော်တို့လက်ကင်တကားဖွင့်တဲ့နေရာသူကလည်းလွယ်တယ်အဲ့လိုလေးပဲကလန်းလိုက်တာနဲ့ဒီမှာတိုးဥစားလေးထွက်လာပြီဆိုရင်ဖြုတ်လိုက်မယ်စကူတစ်လုံးရှိမယ်နှလုံးရှိမယ်သုံးလုံးရှိမယ်ပြီးသွားရင်တကားရဲ့ဒီနေရာမှာစကူတစ်လုံးရှိမယ်၄လုံးโอเคပြီးရင်ဒီကာဘာလေးခွာပြီးရမယ်နံပါတ်5โอเคပြီးဒါကတော့စောတုံးကရိုက်ထားတဲ့ဗီဒီယိုပေါ့နော်အဲကာဘာလေးပြန်ဖြုတ်ဒီကာဘာလေးတွေကလည်းဖြုတ်ရတာလွယ်ပါတယ်လွယ်တာမှအရင်လွယ်တယ်ပေါ့နော်ဒါဖြုတ်တတ်ဖို့ဗီဒီယိုတစ်ခေါက်ကြည့်ကြရင်ဒါဖြုတ်တတ်ဖို့ကလွယ်တယ်ဒီစကူလေးတွေက combination head တွေကြီးပဲခေါင်းလေးတွေကအပေါင်းလက္ခဏာလေးတွေအကုန်လုံးကဒီဗီဒီယိုလေးတော့ကျွန်တော်နည်းနည်းတော့မြင်လာတယ်ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုရမ်းရှေ့သွားမှဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းလေးတော့မြင်လာတယ်ပေါ့နော်အဲ့မှာကျွန်တော်စကူတစ်လုံးဖြုတ်ဖို့မေးခဲ့တယ်အဲ့စကူတစ်လုံးကိုကျွန်တော်ခဏနေပြန်ဖြုတ်မယ်ပေါ့နော်အဲ့စကူဖြုတ်ပြီးသွားအဲ့တကားကာဘာလေးကိုအဲ့စကူဖြုတ်ပြီးသွားတကားကာဘာလေးအောက်ကနေလက်နဲ့အตาလေးကလန်းလိုက်တာနဲ့သူကတကားထွက်တယ်နော်ပြီးရင်နောက်တစ်ခုပြောဖို့မေးခဲ့တာဒီမီးသီးကာဘာလေးလည်းခွာရမယ်ဒီမီးသီးကာဘာလေးမခွာဘူးဆိုရင်ဒီမီးသီး socket လေးကတင်းနေလိမ့်မယ်ကျိုးတင်းနေလိမ့်မယ်အဲ့မီးသီးကိုလည်းဖြုတ်လို့ရအဲ့မီးသီးဖြုတ်တာလည်းလွယ်လွယ်လေးပဲအဲ့မီးသီး socket ကိုအထဲထဲကလက်နိုင်ပြီးဖြုတ်ချင်လည်းရတယ်ဒါလည်းလွယ်လွယ်လေးပဲဒီတကားကာဘာလေးကိုခွာပြီးသွားပြီဆိုရင်သူ့ရဲ့အဲ့တကားဖွင့်တဲ့ lock ကျိုးလေးကိုဖြုတ်ရတာလည်းလွယ်တယ်ပြီးရင် lock unlock လုပ်တဲ့ဥစ္စာလေးကိုလည်းညှစ်လိုက်တာနဲ့ပြုတ်သွားပြီအားလုံးကျေးဇူးတင်ပါတယ်